တက်ပြလို့နော်ဒီထဲမှာဘာတွေလိုချင်လဲဘာတွေရချင်လဲဆိုတော့ဒီမှာဂျီကလာတွေရှိအောင်မယ်ကျွန်တော်ဒီမှာကင်မရာသိပ်ပြီးမကောင်းတော့နော်ဂျီကလာတွေရမယ်အရင်နေတော့ဒီတရားကနှစ်ပေါက်တွေမရသေးဘူးဗျဒါနှစ်ကအပေါက်တွေဗျနော်ဒီမှာဂျီတမနော်အမှကာလာဆန်းလေးတွေရအောင်မယ်ဂျီတမတော့ပေါ်တယ်ဗျကျွန်တော်ဒီမှာနော်ဒီမှာကျွန်တော်ဒီမှာအများကြီးကြံသေးတယ်ဂျီတမတွေဂျီတမနှစ်ကတိုင်းကျွန်တော်ဒီမှာရှိနေတဲ့ဟာတွေဒီအပိုင်းမှန်ကန်လေးတွေလုပ်ပေးနေတာဆိုတော့အစင်မပြေတော့ကြတော့မရိုက်ပြပေးရတော့ဗောဗျာနော်ဒီမှာပြီးကြလို့ရှိရင်ကော်ကရီဖောက်ဆောင်2ဆောင်ရမယ်2ဆောင်ရမယ်ဒါတော့ဥပုံကက်နေပြီဥပုံကက်နေမဟုတ်ဘူးဥပုံဝင်နေပြီတော့တကောင်တော့နည်းနည်းဆောင်းနှမိုင်းဆိုတော့ဒီမှာကျွန်တော်ဒီမှာ2ကောင်နည်းနည်းလေးမှိုင်နေတယ်ဗောနော်ပြီးကြလို့ရှိရင်ဇီဘရာလေးတွေဒီလကောင်ဝန်းညံလောက်ကျွန်တော်အပေါက်လေးတွေရောင်းပေးပါမယ်လို့နော်ဇီဘရာအပေါက်လေးတွေရှိပါတယ်လို့နော်ဇီဘရာလေးတွေလည်းရမယ်ပြီးကြလို့ရှိရင်ကြီးကျုပ်ကတိတ်ပြီးမရှိတော့ဘူးဗျာကြီးကျုပ်ကဒီမှာမရောက်ဘူးကြီးကျုပ်ကတော့ကြီးကျုပ်ကရွှေထက်ရှားနေတာဗောနော်ပြီးကြလို့ရှိရင်ဒီမှာဇီဘရာတစ်စုံရှိအောင်မယ်ဒါပေမဲ့ဒီဇီဘရာကတော့စိုးအောက်ထားတယ်ဗျာနော် sorry ကျေးဇူးပါလို့ကောင်းတော့လွယ်တဲ့မိတ်ဆွေများကိုလွယ်တဲ့မိတ်ဆွေတွေကောင်းတော့အောင်ကိုဆက်သွယ်လို့ရပါတယ်ဗောဗျာဘာညာဗောနော်ကျေးဇူးတင်ပါတယ်